ညနေတညမိုးရွာနေရင်အင်ကြီးတစ်လုံးမှာလူငယ်တယောက်မောင်မောင်နေထိုင်နေပါတယ်။မောင်မောင်ကကြောင်လေးလီလီနဲ့အတူနေတတ်ပြီးအိမ်ထဲမှာပဲတာယာစွာနေကြပါတယ်။ညချမ်းတညမှာမောင်မောင်အိပ်ရာထဲမှာစိတ်မငြိမ်းချမ်းဖြစ်နေစဉ်လီလီရဲ့အတန်အံ့ဩစရာကောင်းစွာကြားရလာပါတယ်။ချိတ်ချိတ်ခြေထောက်ဆူညံတန်မောင်မောင်လဲထိုးပြီးအခန်းကိုကြည့်လိုက်ရင်အရက်တစ်ခုမှာအရန်ရုပ်ထွက်ဆန်းတစ်တဲ့ကြောင်တစ်ကောင်ကိုတွေ့ရပါတယ်။အဲ့ဒီကြောင်ကလိုက်လံမဲမျက်လုံးနဲ့အဲဆဲအရှာဖြစ်ပြီးလူမသိသေးတဲ့အရာတွေကိုအိမ်ထဲမှာလှုပ်ရှားနေပါတယ်။မောင်မောင်ကစိတ်ဝင်စားပြီးဒီကြောင်ရဲ့လှုပ်ရှားမှုတွေကိုလိုက်ကြည့်လိုက်ပါတယ်။စကားမပြောဘဲအထူးပေါ်လာတဲ့လက်ရာတွေအိမ်ထဲကိုအတန်နဲ့လမ်းညွှန်နေမှုတင်းငယ်တဲ့ရုပ်ပုံလှုပ်ရှားမှုတွေညချမ်းတညမှာလီလီတရေကြောင်ကမောင်မောင်ကိုအိမ်ထဲက secret passage တစ်ခုစီလမ်းပြလိုက်ပါတယ်။အဲ့ဒီ passage ထဲမှာတရေကြောင်ရဲ့ရှေ့ခေတ်အိမ်ရှိကအမတ်တရတွေပျောက်ဆုံးသွားတဲ့ကြောင်ရဲ့မိတ်ဆွေတွေကိုတွေ့ရပါတယ်။နောက်ဆုံးမှာမောင်မောင်နားလည်လာပါတယ်။ဒီကြောင်ဟာမတော်တဆလူတွေကိုကြောက်စေချင်တာမဟုတ်ဘူး။အိမ်ကိုလုံခြုံစေဖို့တတိပေးနေတာပါ။ကြောင်ရုပ်ကပျော်ရွှင်စွာသူ့အိမ်သို့ပြန်သွားပြီးမောင်မောင်ကလည်းလုံခြုံစိတ်ချပြီးအိမ်မှာအေးချမ်းစွာနေရပါတယ်။အဆုံးသက်တရေကြောင်ဆိုတာအစွမ်းထက်ပေမဲ့အမြဲလူဆိုးကိုမတိုက်ဘူး။တတိပေးသည့်မောင်ကြီးတစ်ကောင်သာ